နောက်တင်းကြိုင်းနဲ့ပတ်သက်ပြီးတော့ဟောတာကတော့အလောင်းကောင်တွေနဲ့ပတ်သက်သွားတယ်အဲ့ဒါနံပါတ်1ကလူတွေအိဋ္ဌရောက်သွားတဲ့အခါကျတော့2ရက်3ရက်4ရက်ရှိတဲ့အခါမှာရောင်ဖောမလာဘူးလားအေးရောင်ဖောလာလို့တင်းကြိုင်းမှာပြစ်ထားပြီးတော့ရောင်ဖောပြည်ပုတ်ကြီးနဲ့ပုတ်ပွနေတဲ့အလောင်းကောင်ကြီးတွေအဲ့ဒါကိုကြည့်ပြီးတော့ဘယ်လိုနှလုံးသွင်းရမလဲဆိုရင်ဩငါခန္ဓာကိုယ်ကြီးဟာလည်းပဲဒါမျိုးဖြစ်မှာပဲဒီသဘောရှိနေသေးတယ်ဒါမျိုးဖြစ်လိမ့်မယ်ငါမကြော်လွှမ်းနိုင်ဘူးလို့ဒီလိုစဉ်းစားပါတဲ့ဒါကမ္မထာအထုတ်တာပဲနော်အဲ့ဒီလောင်းကောင်တွေးတဲ့အခါမှာဒီလိုစဉ်းစားတာတင်းကြိုင်းမှာစဉ်းစားတာဒါမို့လို့တိဝဋ္ဌိကဆိုတင်းကြိုင်းမှာရောက်နေတဲ့အလောင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုယ်နဲ့နှိုင်းရှင်ပြီးတော့ကြည်တာငါခန္ဓာကိုယ်ကြီးလည်းအယံပိကာယောဧဝံဘာဝီဒီခန္ဓာကိုယ်ကြီးလည်းဒီသဘောရှိတယ်ဧဝံဓမ္မောဒီလိုသဘောရှိနေတယ်ဧဝံဘာဝီဒါမျိုးဖြစ်အောင်မှာပဲဧဝံနတ္တိတော့ဒီအခြေအနေမျိုးမလွန်နိုင်ဘူးဆိုတာကိုစဉ်းကျင်စဉ်းစားပါအဲ့ဒါလို့တွေးလိုက်လို့ရှိရင်ခုနလိုပဲတဏှာဆိုတာလည်းမလာဘူးဒိဋ္ဌိတွေးဆိုတာလည်းမလာဘူးအသိဉာဏ်တွေထက်ပြီးလောကမှာတွေ့တာစရာဆိုတာမရှိတော့ပျောက်သွားတယ်ဟုတ်ကဲ့လားအဲ့ဒီပုံစံမျိုးပြောတာနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ဒါပုံမပြတ်သေးတဲ့ခန္ဓာကိုယ်နောက်တစ်ခုကိုးခုမှသူကဒုတိယဟာကြတော့အကောင်ပလောင်တွေကကိုက်စားထားလို့ပုတ်ပြတ်သွားပြီလက်တခြားခြေတခြားကြီးကန်တွေကဖဲ့စားထားတယ်ခွေးတွေကဖဲ့စားထားတယ်တောတရဝါတွေကဖဲ့စားထားတယ်လောက်တွေကြောင့်မို့လို့ပုံပြတ်သွားတယ်ဟောဒီလိုအလောင်းကောင်မျိုးမှလည်းကြည့်ပြီးတော့ငါလည်းပဲငါခန္ဓာကိုယ်ကြီးဟာလည်းပဲဒါမျိုးဖြစ်အောင်မှာပဲဒီအခြေအနေမျိုးကမလွန်မြောက်ဘူးလို့ဒီလိုတွေးပါတဲ့ဒီလိုသုံးသပ်ပါလို့ပြောတယ်ဒါလည်းကာအနုပဒနာပဲတဲ့နော်နောက်တစ်ခုကြတော့ဘာတော့ဆိုအယိုးပုံပြတ်သွားတဲ့လူတန်တန် skeleton နဲ့ပတ်သက်လာတဲ့အခါကျတော့သူက9မျိုးပြskeleton နဲ့ပတ်သက်တာ9ခုအေးအယိုးပြတ်လိုက်တဲ့အခါအယိုးဘဝရောက်သွားတဲ့အခါမှာဘာဖြစ်တုံးဆိုအဲ့ဒီအယိုးပေါ်မှာအသားလေးတွေအသွေးလေးတွေအကြောလေးတွေဆိုင်းထားပြီးတော့ပုံမပြတ်သေးတဲ့အယိုးစုအဲ့ဒါကတစ်ခုနောက်တစ်ခါကျတော့အသွေးမရှိတော့ဘူးဟုတ်လားအသားလေးနည်းနည်းကတ်နေတဲ့အသားမရှိတော့ဘူးသွေးလေးတွေလူးပြီးတော့အယိုးလေးနဲ့တွဲထားတဲ့အယိုးစုစကယ်တန်ဒါကတစ်ခုနောက်တစ်ခါကျတော့အယိုးစုဟာအကျော်လေးနဲ့တည်းပဲဆိုင်းထားတယ်အသားတွေအသွေးတွေလုံးဝမရှိတော့ဘူးကျော်လေးနဲ့ဆိုင်းထားတဲ့အယိုးစုကတစ်ခုနောက်တစ်ခါအယိုးစုကျတော့လက်တခြားခြေတခြားခေါင်းတခြားနဲ့အဲ့ဒါလိုဖြစ်ပြီးတော့ဗလက်နှံကျဲနေတဲ့အယိုးစုကတစ်ခုနောက်တစ်ခါအယိုးစုကျတော့အဲ့ဒါလိုကြေးတနှံ့စီအနှံ့ပြားဖြစ်နေတာတင်မကဘူးအယိုးဟာနှစ်ကြလာတဲ့အခါကျတော့အယောင်ပြောင်းသွားတယ်နော်နေပူလိုက်မိုးရလိုက်ဆိုတော့အယိုးတွေဟာဖွေးဆိုးပြီးတော့နေတယ်အယောင်ပြောင်းသွားတာတခုနောက်တစ်ခါနှစ်ကြာလာတဲ့အခါ3နှစ်3မိုးရှိလာတဲ့အခါမှာအယိုးတွေကဆွေးလာအဲ့ဒီလိုဆွေးနေတဲ့အယိုးစုကတခုဆိုပြီးတော့ပေါင်းလိုက်တော့အဲ့ဒီအယိုးစု9ခုနဲ့ခုနကအလောင်းကောင်ပုံမပြတ်နဲ့ပုံပြက်အလောင်းကောင်2ခုအဲ့ဒါတွေပေါင်းလိုက်တဲ့အခါ9ခုအဲ့ဒီ9ခုကိုရှုပုံရှုနည်းရတော့ဒီတိုင်းပဲငါခန္ဓာကိုယ်ကြီးဟာလည်းပဲဒီအခြေအနေမျိုးမလွန်မြောက်နိုင်သေးဘူးဒါမျိုးဖြစ်အောင်မှာပဲလို့ဆင်ញင်စဉ်းစားပါတဲ့အဲ့ဒါလို့ဆင်ញင်စဉ်းစားလို့တတိစွမ်းအားတွေဉာဏ်စွမ်းအားတွေထက်လာပြီဆိုလို့ရှိရင်တဏှာအတွေးတွေလည်းမလာတော့ဘူးဒိဋ္ဌိအတွေးတွေလည်းမလာဘူးအနိတိတောစဝိဟရတိတဏှာဒိဋ္ဌိနဲ့မတွဲတော့ဘူးလို့ပြောနသလောကေကိဉ္စီဥပါတိယတိလောကကြီးမှာဆွဲလန်းเสียဆိုတာကိုတဏှာနဲ့လည်းမတွဲတော့ဘူးဒိဋ္ဌိအမြင်နဲ့လည်းမဆွဲလန်းတော့ဘူးဥပါဒံတရားတွေလုံးဝကျွတ်လွတ်သွားပြီးတော့လွတ်မြောက်တဲ့စိတ်ကလေးအခြေအနေမျိုးရောက်သွားပါတယ်လို့